ထင်းရှုပ်ပင်တွေကြားမှာလမ်းလျှောက်ရတဲ့အရာတာတွေတစ်မျိုးပါပဲရောက်ရင်ပြောပေမည်တောင်လေးကမြို့လာပါနေပေသည်ပြင်ဦးလွင်ကပင်လယ်မျက်နှာပြင်အထက်ပေ3500ကျော်မြင့်ပြီးတော့တောင်တွေပတ်ပတ်လည်ဝင်းဟန်နေရပါပြင်ဦးလွင်မြို့ကို9မီယာမြို့တော်လို့လည်းခေါ်ပါတယ်မေမြို့ပြင်ဦးလွင်တောင်လေကားမြို့တော်ချယ်ရီမြေပန်းမြို့တော်ဆိုပြီးတော့ထူးခြားတဲ့အမည်နာမတွေလည်းရှိပါသေးတယ်ဒီပြုံးလေးကိုရောက်တိုင်းပေါ့နော်မဟာအန်ထုကန္တာဆူတောင်းပြည့်စေရောမြတ်ကြီးကိုပထမဆုံးဥခိုက်ဖြစ်ပါတယ်ပြည့်ချစ်ဖျားလို့ခေါ်တဲ့ဆူတောင်းပြည့်စေရောမြတ်ကြီးอ่ะဆိုရင်ဆူတောင်းနေတယ်တကယ်ပဲပြည့်ပါတယ်ဒါကြောင့်မို့ကျမတို့ပန်းရည်ချမ်းစမီးရင်နဲ့အတူတူဖျားပန်းကတ်လူရင်းနဲ့ဆူတောင်းတွေကိုအတူတူဆူတောင်းကြည့်အောင်နော်ပန်းမျိုးရောစီအမျိုးသားကဲတော်ကြီးဦးရင်ကြီးမှာတစ်နှစ်တစ်ခါအမြဲကျင်းပါစေပြောစရာကောင်းတဲ့ပန်းပွဲတော်ကြီးစီဒါကတော့မြန်မာနိုင်ငံရဲ့ထင်ရှားတဲ့ပြုံးလင်မျိုးရဲ့အမျိုးသားကန်တော်ကြီးပန်းဦးရမယ်ဖြစ်ပါတယ်ဒီမှာဆိုရင်တော့ပန်းပွဲတော်ကျင်းပနေရတဲ့ကြုံတုံးကြုံတိုင်းဖြစ်ခဲ့တဲ့အတွက်ကြောင့်မလို့ဒီကိုလာရောက်တဲ့ခီးသွားဧည့်သည်ပြည်သူတွေကအများကြီးတွေ့ရမှာပဲဖြစ်ပါတယ်အခုဆိုရင်တော့ပန်းအလှပင်တွေအများကြီးနဲ့စိုက်ပျိုးထားတာကိုမြင်ရပါတယ်ဒီတော့ဟိုဘက်မှာဘလို့ပင်တွေစိုက်ပျိုးထားလဲဆိုတော့လည်းကြည့်ပါအောင်နော်အမျိုးသားကန်တော်ကြီးဥယျာဉ်ရဲ့ပန်းပွဲတော်ကို2009ခုနှစ်ကနေစပြီးလုပ်ခဲ့တာအခုဆိုရင်18ကြိမ်လောက်ရှိသွားပြီမြန်မာနိုင်ငံရဲ့ပန်းပွဲတော်အစအမျိုးသားကန်တော်ကြီးဥယျာဉ်ကလို့ပြောလို့ရတယ်ပန်းပွဲတော်ကိုမြန်မာနိုင်ငံရဲ့ထင်ရှားတဲ့ပွဲတော်တစ်ခုဖြစ်လာစေဖို့ဇာတိအလိုက်ပန်းတွေကိုတစ်ချိန်နဲ့တနေရာတွေခန်းစားနိုင်ဖို့နဲ့မြန်မာနိုင်ငံရဲ့ပန်းစိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာစီးပွားရေးကဏ္ဍကိုအထောက်အကူပြုစေဖို့နဲ့ခီးသွွားကဏ္ဍမြင့်တင်ပြီးဒေသဖွံ့ဖြိုးမှုကိုအထောက်အကူပြုနိုင်စေဖို့ရည်ရွယ်ပြီးကျင်းပတာလို့သိရပါတယ်။
ဒါကတော့ဒီနှစ်မှာမြန်မာနိုင်ငံကိုစားပြုအနေနဲ့ပြသထားတဲ့နေကြပန်းဝင်ကဘာပါနေကြအပွင့်ပေါင်း6000ကျော်နဲ့ဖန်တီးထားတာဆိုတော့ထူးခြားရဲ့အလှတစ်မျိုးပါပဲဟာဟိုမှာချေရီပဲချေရီကပွင့်ကစားပဲရှိသေးရဲ့ရေကန်လေးနဲ့လိုက်ဖက်တဲ့အလှတစ်မျိုးပါပဲဒါမြေပဲပင်လေးပဲဒီမှာပြသထားတဲ့ပန်းဒီမှာပြည်ပကရှားပါတဲ့မျိုးစိတ်တွေလည်းပါတယ်လို့ပြည်ရင်းကပန်းတွေလည်းပါတယ်ဒီဇိုင်းတွေကလည်းအရန်လာပြီးတော့ကျွမ်းကျင်ပညာရှင်တွေကတစ်နှစ်နဲ့တစ်နှစ်မတူအောင်လို့ဒီဇိုင်းဆွဲပြီးတော့ပြသထားတာကိုတွေ့ရတယ်ခိုင်ပန်းစုံဝင်ကလန်းစီဖြူလီပြောင်းဝရှောင်းစုံလာပြီပတိကဲရေပြင်းရေဝေတော့အောင်စီစီဝမျိုးစုံမျိုးပွဲပြောင်းမျိုးချက်စားတဘာဝနေညီနေရရောဒီတန်းငယ်ပြီးရုပ်ခါလေးကဥယျင်ကြီးနေနိုင်နေစွာကျူတို့နေပြီဟိမန်ခါမီရာဒီဆောင်နေနဲ့အတူရောက်အောင်လမ်းရဲ့နှစ်စင်ဝဲတဲ့ပန်းပွဲတော်စီဒီတရားလေးကတော့ရွှွန့်နုံတော်လေးကိုဖြတ်ပြီးတော့စောက်ထားတဲ့ရွှွန့်နုံတော်လျှောက်လမ်းမှာတစ်တော်ထဲမှာရောက်သွားသလိုမျိုးခံစားရတယ်ယုတ်ခဗေရဥယျင်ကံတော်ကြီးလှဆုံနေသည်အေးချမ်းပါလေဒီချာနီချမ်းမြေပါလေဒီချာနီရောက်ရင်ပြော်ပြီမီတောင်လီငါးမြို့လှပနေပြီဒါကတော့ပြည်ဦးမျိုးရဲ့အပန်းဖြစ်အနားယူစရာနေရာတစ်ခုဖြစ်တဲ့ဒီဇင်ဘာချမ်းမှာဒီမှာဆိုရင်တော့လှပတဲ့တစ်ပင်ပန်းမှန်နေပြီးတော့ပန်းအလှပင်နေနဲ့အမတ်တရဓာတ်ပုံရိုက်ကူးလို့ရတဲ့နေရာတွေအပန်းဖြစ်အနားယူစရာစားသောက်ဆိုင်နေနဲ့နေရာအများကြီးရှိပါတယ်ကျွန်မကတော့ရေတုံပန်းညံကိုဆက်ပြီးတော့သွားလိုက်ပါအောင်မယ်ရှင်ဒါကတော့အမြင်ဆန်းပြီးတော့တိတ်ကိုလာတဲ့ကျူရိုးတန်တွေကိုစိုက်ပြထားတာဒီမှာဆိုရင်လည်းဓာတ်ပုံရိုက်တဲ့သူတွေတော်တော်များတယ်ကျမလည်းဒီမှာမှတ်တမ်းတင်ရအောင်မယ်အေးဝတီပါရဲ့ပြူလွင်ဒီသူလေးတင်းနေပြူလွင်လူနာပြူစင်နေပြူလွင်မြေစာနေတဲ့ပြူလွင်ဝီတန်နေတဲ့ချင်းစိတ်ကူးကောင်းလိုက်တာဒီမှာဆိုရင်အိုးလေးကိုရောင်စုံအလားဆင်ပြီးတော့ဝင်ကဘာပုံစံလှုပ်ထားတာလက်ရလည်းအရန်ပြောင်မြောက်တာပဲကြောင်ပေါ်မြူလေးပြူလေးကြောင်ပေါ်မြူလေးပြူလေးကြောင်ပေါ်မြူလေးပြူလေးပန်းတွေဝေဖူးဒီဇင်ဘာချမ်းမှာဆိုရင်ပန်းမင်လေးနဲ့အလှဆင်ထားသူလည်းအခုလိုမျိုးပဲပေါ့နော်အိုးလေးနဲ့အလှဆင်ထားရလဲစစ်စက်ကောင်းတာကိုတွေ့ရပါတယ်ဒီလိုပြသထားနိုင်တာကဒီလိုမျိုးအေးမြရဲ့ရာသီဥတုကြောင့်ပေါ့နော်ဒါကြောင့်လေပန်းမျိုးတော်လို့တင်စားကြတာဖြစ်မယ်လူညာသည်လူရာသည်မှာပြောစရာကောင်းသည်ချယ်ရီမြိန်နှမ်းများနဲ့အပန်းဖြည့်စရာရေတကိုယ်ဆန်းရှိသည်လူညာသည်မှာပြောစရာကောင်းသည်ချယ်ရီမြိန်နှမ်းများနဲ့အပန်းဖြည့်စရာရေတကိုယ်ဆန်းရှိသည်ဒ
ဒါတော့မေမျိုးကနှင်းစီဥယျာဉ်ပါဒီမှာဆိုရင်တော့အယောင်သွေးစုံလင်လာတဲ့နှင်းစီပန်းတွေကိုတနေရာထဲမှာတွေ့ရမှာပါဒီနှင်းစီပန်းတွေကလည်းတကယ်ကိုအယောင်သွေးစုံလင်ပြီးလှပရဲ့အတွက်ကြောင့်မလို့ဓာတ်ပုံရိုက်တဲ့သူတွေကလည်းအများကြီးပါပဲ 你要谁接的？年纪你有呀来喂。 နှင်းစီဥယျာဉ်ဆိုပေမဲ့ပန်းရောင်စုံတွေကိုပုံစံအမျိုးမျိုးနဲ့အလှဆင်ပြီးတော့ခီးသွားတွေကိုဆွဲဆောင်တာတွေ့ရတယ် ရှင်မဆွေးလန်းအောင်လားဝီတို့နိုင်ငံညို့နေတဲ့ပန်းလေးမြင်မှုတွေဟာချွေယူကခုချင်းမာယာမြောင်ရင်နှကွေမစူးမြထက်မြင်လာပါလေခုဖို့လွယ်မဲ့ချင်းရင်ချွေယူစမ်းပါကွယ် နှင်းစီပင်တွေကိုပြိုးပင်တွေနဲ့အစိုက်ပြိုးထားတာမဟုတ်ဘဲနဲ့ဒီမှာယုံနေနဲ့ပါပေါ့နော်ဒီလိုပန်းဟုံးတွေနဲ့အစိုက်ပြိုးထားတာကိုတွေ့ရတယ်ပြီးတော့တကယ်ကိုပေါ့နော်အယောင်သွေးစုံနေနဲ့နှင်းစီပန်းတွေကလှပနေအောင်တွေ့ရပါတယ် စူးလေးများမရှိရင်တကယ်မလွယ်ဘူးနင်းစီလူချင်းသူတွေလေးဝိုင်းအလားဆုံးတော့ပန်းငယ်ရင်ဘဝမှာစူးမြချင်ရမခိုင်မြေတဲ့တမ်းမဲ အခုဒီမေမျိုး rose garden မှာဆိုရင်နှင်းစီတွေတခွားတွေအပြင်အခုလိုမျိုးပေါ့နော်6လခန့်ပန်းကိုလည်းစိုက်ပျိုးထားအောင်တွေ့ရတယ်ဒီပန်းကတော့ချင်းမြင့်ညမှာအများဆုံးတွေ့ရတယ်ဒါနှင်းစီတွေတခွားတွေအပြင်ဒီလိုမျိုးဟိုပန်းတွေကိုပေါ့နော်မျိုးထိန်းသိမ်းပြီးတော့စိုက်ပျိုးထားအောင်လည်းတွေ့ရပါတယ် ဆိုပြေးလန်းစံပန်းကလေးတွေရဲ့ကြည်နူးပွဲပူပွင့်နေတဲ့ဖြူနီဝါအသွေးချင်းပြိုင်ဆိုင်လာ ကြည့်ပါဦးကလေးတွေပန်းအလှဆင်တဲ့တန်းကိုစီးပြီးတော့ပြောနေကြတာ တွေပန်းလို့သူချူရေးမလွယ်အသွေးအယောင်ဆုံးနေမာလာနွေတေကြစောရဲ့ ကျမလည်းရောက်တဲ့အချိန်ကပန်းနေတဲ့ဆုံခီးသွားရလည်းများတဲ့အချိန်ဆိုတော့တော်တော်ဦးစီးရ တပွေလာလာစင်မြန်မလာကွယ်တွေးဆိုင်ရွယ်ဘောတသက်တာဝဲအိုးပန်းစေခြင်းလေမဖြစ်သေးတဲ့ချင်းနဲ့ပဲ ပြင်ဦးလူရဲ့အေးများတဲ့ရာသီဥတုနဲ့အတူလက်ဆက်တဲ့သစ်သီးတွေကလည်းအိမ်ပြန်လက်ဆောင်ဝယ်ခြင်းစရာပါပဲ။အိုးဒီမှာကြည့်ပါဦးချိန်ကြီးပွင့်နေရပဲ။ချိန်ပန်းလေးတွေကနေရာတော်တော်များများမှာတွေ့ရတယ်။ချိန်မျိုးလို့တင်စားရလဲမမားပါဘူး။ကျမကတော့ချိန်ပင်တွေရဲ့အလှကိုခံစားရင်းနဲ့နှုတ်ဆက်ခဲ့ပါတယ်ပန်းမျိုးတော်ရဲ့။